task တွေကို work done ဖြစ်ချင်တယ် productivity ကိုမြင့်တင်ချင်တယ်ဆိုတော့ကျွန်တော် system က best system ကိုသုံးရမှာမသိဘူးဖြစ်နေရဆိုရင်တော့ဒီ gut think dance ဆိုတဲ့ system လေးကဒီအတွေ့အတွက်အသင့်ဆုံးဖြစ်ပါလိမ့်မယ်ဗျဆိုတော့ gut think dance ကို David Allen ကနေပြီးတော့စာအုပ်တအုပ်စာမျက်နှာ300ပါလောက်တဲ့ပါတယ်ပေါ့နော်ဒီစာအုပ်တအုပ်ကိုရေးခဲ့တယ်ဆိုတော့အဲ့စာအုပ်တအုပ်လုံးမှာကျွန်တော် work done ဖြစ်မယ်ဆိုတဲ့ဟာမျိုးတွေကိုရေးထားတဲ့ဟာမျိုးရှိတယ်ပေါ့ဆိုတော့အဲ့ထဲကနေပြီးတော့ gut think dance ဆိုတဲ့ဒီ method ကလေးဒါမှမဟုတ် system လေးကိုပြောပြပေးတော့ဖြစ်တယ်ဆိုတော့သူ့မှာ step 5ခုရှိတယ် capture clarify organize reviews engage ဆိုပြီးတော့ကျွန်တော်တို့ step 5ခုရှိရပထမတစ်ခုအနေနဲ့ capture ဆိုရတဲ့ကျွန်တော်ခေါင်းထဲမှာရှိနေတဲ့အတွေးတွေအားလုံးကိုတေချာလေးထိန်းချုပ်ထားပြီးတော့ဘာလုပ်ရမလဲဆိုတော့မှတ်တမ်းတင်ထားဖို့လို့ဆိုဘယ်လိုမှတ်တမ်းတင်ရမှာလဲ okay ဆိုကျွန်တော်တို့ဒီစာမွေးအတွင်းနောက်မှာပေါ့နော်ကျွန်တော်အိမ်ကအမေအကြောင်းတို့တခြားတငယ်ချင်းအကြောင်းတို့စာမွေးခန်းတွင်းထဲမှာနော်ဒါပေဘာလုပ်ရမလဲဆိုတော့တွေးနေရမှရှိဆိုကျွန်တော်တို့တစ်နေ့ကိုကျွန်တော်တို့ရဲ့ခေါင်းထဲမှာထောင်ပေါင်းများသောအတွေးအများကြီးရှိရပေါ့နော်ဆိုတော့ကျွန်တော်တခုခု focus လုပ်နေလို့ဖြစ်ကျွန်တော် test တွေလုပ်နေဖြစ်ကျွန်တော်တို့ရဲ့အတွေးတွေကိုချရည်ထားအောင်လို့ကျွန်တော်ဘာတွေးပေါ်လာလဲဘာလုပ်ဖို့ပေါ်လာလဲဆိုတော့ကျွန်တော်တို့ကနေပြီးအဲ့အတွေးတွေကို okay ဘာလေးလဲဆိုတော့သိပြီးတော့ဆိုချရည်ထားဖို့လိုတယ်ဆိုတော့ဒါကပထမတစ်ခုဖြစ်တဲ့ capture နောက်တစ်ခုကကျ clarify ဆိုတဲ့ကျွန်တော်တို့ရဲ့အများစုပေါ့နော်နေ့စဉ်အများစုမှာဆိုရင်နောက်ကြရင်ဒါပြီးရင်နောက်တစ်ခုကဘာလုပ်ရမလဲဆိုတာကိုမသိချင်းအားဖြင့်ကျွန်တော်တို့အချိန်တွေကို waste ဖြစ်ကြရဲပေါ့နော်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကနေပြီးတော့ okay class တစ်ခုရှိတယ်။8 နာရီ class တစ်ခုရှိ။ okay 8 နာရီနဲ့10 နာရီ class တက်လိုက်တယ်။ဆိုတော့10 နာရီပြီးတော့ဘာလုပ်ရမလဲမသိဘူး။ကျွန်တော်အိမ်မှာလားဒါမှမဟုတ်ပဲねကျွန်တော်တို့ test တွေကိုထပ်လုပ်မှာလား။ဆိုတော့ကျွန်တော်တို့အိမ်မှာမသိတဲ့အခါမှာကျွန်တော်အိမ်ရမလို့test တွေကိုအိမ်စာတွေလုပ်ရမလို့ဖြစ်နေကျွန်တော်ဘာလုပ်ကြလဲဆိုတော့ဖုန်းသုံးလိုက်တယ်။ဖုန်းသုံးနေပြီး3 နာရီ4 နာရီလောက်ကြာသွားပြီးတော့ကျွန်တော်အချိန်ကို waste ဖြစ်စေရဲ။ဆိုတော့ကျွန်တော်တို့ရဲ့အလုပ်တွေကိုဒီတစ်ခုပြီးနောက်တစ်ခုဘာလုပ်မှာလဲဆိုတာကိုတေချာလိသိထားခြင်းအပြင်ကျွန်တော်တို့အချိန်တွေကို use ဖြစ်နိုင်တယ်ပေါ့နော်။နောက်တစ်ခုကကြတော့ကျွန်တော်တို့ကနေပြီးတော့ test တွေကိုတေချာလေးခွဲဖို့လို့ဘယ်လိုမျိုးလေးလဲဆိုတော့ကျွန်တော်တို့ကနေပြီးတော့ project တစ်ခုရှိရ presentation လုပ်မယ်ဆိုတော့အဲ့ presentation ကိုလုပ်မယ်ဆိုတော့ small tab တွေ small goals တွေအများကြီးရှိနေလိမ့်မယ် okay ကျွန်တော်တို့ကနေပြီးတော့ presentation လုပ် presentation ဆိုရင်လေဒါက project ပေါ့နော် project တစ်ခုအဲ့ presentation မှာဆိုရင်ကျွန်တော်တို့ power ပြင်တာရှိမယ် script ရေးရရှိမယ် video editing လုပ်တဲ့ဟာမျိုးတွေလည်းရှိလိမ့်မယ်ပေါ့နော်နောက်တစ်ခုက data တွေ share research တွေလုပ်တဲ့ဟာမျိုးရှိမယ်video တွေ photo တွေကို color လုပ်တဲ့ဟာမျိုးရှိဆိုတော့အဲ့ဒီဟာမျိုးတွေက small tip အသေးစားလေးဖြစ်မယ်ဆိုတော့ကျွန်တော်တို့ရဲ့အဓိကလုပ်မယ်ဟာ project presentation ရောက်မှာဆို small goals တွေရှိမယ်ဆိုတော့အဲ့လိုမျိုးလေးတွေကိုအသေးသေးခွဲပြီးတော့ကျွန်တော်လှုပ်ဆောင်ရမယ်ပေါ့နော်ဆိုတော့ဒါ clarify နဲ့မှာပါနေလိမ့်မယ်နောက်တစ်ခုကကျ organize အပေါ်မှာပြောထားတဲ့ဟာမျိုးတွေကိုကျွန်တော်တို့ကတေချာလေး organize စီမံတတ်ဖို့လိုတယ်ဆိုတော့ကျွန်တော်တို့အပေါ်ကပြောခဲ့တဲ့အပေါ်လုံးမဲ့ဟာတွေကိုတေချာလေးခံခွဲရမယ်စီမံဆိုတော့ဒီအပိုင်းမှာဆိုကျွန်တော်များသောအားဖြင့်ပေါ့နော်ကျွန်တော်ဒီNotion တို့တခြား app တွေပေါ့နော် productivity ကိုမြင့်စေနိုင်တဲ့ app တွေကျွန်တော်တို့ဒီ Rule ဆိုတဲ့ app တွေအဲ့လို app တွေကိုသုံးတာများကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကနေခေ app တွေ digital app တွေကိုမသုံးချင်ဘူးမကြိုက်ဘူးဆိုတဲ့သူတွေဆို on paper အနေနဲ့ကိုယ့်ဟာကိုယ်ပေါ့နော် system လေးဆွဲပြီးတော့ပေါ့နော်လုပ်လို့ရတယ်ဆိုတော့ကျွန်တော်ကနေပြီးတော့ဒီ application တွေကိုသုံးတယ်မယ်ဆိုရင်သုံးတဲ့ဟာမျိုးတွေအားပေးရဗျနောက်တစ်ခုအနေနဲ့ဒီ organize မှာပေါ့နော်ကျွန်တော် to do list တွေလုပ်မယ်လုပ်ပြီးသွားပြီဆိုရင်ကျွန်တော် project တွေကိုဒီဟာကဘယ်ဟာကိုအရင်လုပ်ရမယ်ဘယ်ဟာကပေါ့နော်အရေးကြီးရဆိုတဲ့ဟာများလေးကိုသိထားမယ်နောက်တစ်ခုကကျဒီ project မှာဆိုရင်ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်း okay ပထမဆုံး presentation ဆိုရင်ဒါက bit ကိုပေါ့နော်ဒါ project ပြီးတော့ဒီက small task လေးရှိမယ် small task လေးတွေကိုဘယ်ရှိမှဘယ်နေရာမှာလုပ်မယ်ဆိုတဲ့ဟာမျိုးသိချာလေး organize လုပ်ထားဖို့လို့ဆိုတော့ဒါကဒီ organize ဘိုင်းမှာဆိုအချိန်ကြာဆုံးဖြစ်နေလိမ့်မယ်ဒါပြီးတော့ဒီဟာလေးကပေါ့နော်အရှိပိုင်းမှာလုံချင်းလုံနေနဲ့အရန်ကြာနေလိမ့်မယ်ပေါ့နောက်ပိုင်းကျရင်တော့လုံချင်းကနေပြီးတော့ပို့ပြီးတော့မြန်လာလိမ့်မယ်ပေါ့okay organize ပြီးတော့ကျ review ဒါမှမဟုတ် refresh ပေါ့နော်ဆိုတော့ဒီအပိုင်းကကြတော့ကျွန်တော်တို့များသောအားဖြင့်မလုပ်ဖြစ်တာများကျွန်တော်တို့လူတွေကလေတွေးတာကိုလွယ်လို့ထင်နေကြရပေါ့နော်တွေးတာကတကယ်ကိုခက်တဲ့အပိုင်းနဲ့မှပါတယ်တွေးဟာအရန်ခက်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကနေပြီးတော့weekly ဒါမှမဟုတ် monthly ကို review refresh ပြန်လုပ်ရမယ်ဆိုတော့ကျွန်တော်ဒီထားပါကျွန်တော် weekly ပေါ့နော်reviews ဒါမှမဟုတ် refresh လုပ်မယ်ပေါ့အခုဘယ်လိုမျိုးလေးလဲဆိုတော့ဒီတစ်ပတ်ကိုတရက်ရွေးလိုက်တရက်မှာဆိုရင်တောက်ကြနေတိုင်းည10နာရီကြာရင်ကို refresh လုပ်မယ်ကိုဒီတစ်ပတ်မှာပေါ့နော်ငါဘာကြီးပြီးခဲ့လဲဘာကြီးလုပ်ခဲ့လဲဘယ်လိုမျိုးလေးတွေကငါကိုခက်ခဲဖြစ်စေခဲ့ဆိုဟာမျိုးတွေကိုမိနစ်30လောက် refresh ပြန်လုပ်တဲ့ဟာမျိုးအပတ်တိုင်းလုပ်ချင်းအပိဒါကတေချာလေးကိုပဲပေါ့နော်ထိရောက်စီရဲ့နောက်တစ်ခုအနေနဲ့ engage
နောက်ဆုံးတစ်ခုပေါ့နော်ဆိုတော့ဒီ engage မှာကျွန်တော်တို့ long mail list တွေကိုတေချာလေးပေါ့နော်တည်ထားအောင်လို့လေနောက်တစ်ခုကဘယ်ဟာကကိုယ့်အတွက်တကယ်ကိုထိရောက်စီမှာလဲနောက်တစ်ခုကဘယ်ဟာကပို့အတွက်ပေါ့နော်ပို့အရေးကြီးရလဲအရင်လုပ်ဖို့လိုတဲ့ဟာတွေကိုတည်ထားပြီးတော့ကျွန်တော်တို့လုပ်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကနေပြီးတော့ okay ဆောင်းဝင်းကနီးနေတဲ့ဟာမျိုးတွေကျွန်တော်တို့အရေးပါတဲ့ဟာမျိုးတွေအရင်အရာမပေးဘဲနဲ့ပေါ့နော်တခြား test တွေကိုလုပ်တဲ့ဟာမျိုးတွေကပို့ပြီးတော့ပေါ့နော်ကျွန်တော်တို့ရဲ့သွားမဲ့လန်ကို progress တွေကိုနှီးစီပါပြဒီဟာလေးကကျွန်တော်တို့ရဲ့ productivity ကိုမြင့်စေမယ်ကျွန်တော်တို့အလုပ်တွေကို test တွေကို work done ဖြစ်စေမယ်ပေါ့နော်ဆိုတော့ဒီ method ခေါ်လို့ရှိရင်အဖြစ်ဒီဟာလူတွေလည်း work done ဖြစ်တဲ့နည်းရလေးပိုင်ဆိုင်ကြပါစေဗျ